အားလုံးပဲမင်္ဂလာပါနဲ့တင် Movie Recap Channel ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီစကားဟာပျော်ရွှင်စရာကောင်းတဲ့ကျေးဇူးတော်နေ့အခါသမယကနေကြောက်မက်ဖွယ်တွေးချောင်းစီပွဲကြီးအဖြစ်ပြောင်းလဲသွားပုံကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် Movie Recap ဖြစ်ပါတယ်ဇလန်းအစမှာမစ်ချီရဲ့အိမ်မှာကျေးဇူးတော်နေ့ညစာစားပွဲလေးနဲ့နှွေးထွေးစွာစတင်ထားပါတယ်ရဲအရာရှိ Eric ကလည်းအိမ်ရှင်မအာမန်ဒါအတွက်ပိုင်မုတ်လာပေးရင်အားလုံးဟာမိသားစုလိုခင်ခင်မင်မင်ရှိလာပါတယ်ဒါပေမဲ့အိမ်ရှင်သောမတ်ရဲ့သမီး Jess ကတော့သူ့အဖေရဲ့ဇနီးလောင်းကက်တလင်းကိုကြည်မရဖြစ်နေပါတယ်ဒီတင်းမာမှုတွေထက်ပိုဆိုးတာကသောမတ်ရဲ့စူပါမားကတ်မှာကျင်းပမဲ့အယောင်ပွဲတော်ကြီးပါဆိုင်ပြင်ဘက်မှာတော့ပစ္စည်းတွေကိုအလကားရဖို့အတွက်လူအုပ်ကြီးကသွေးစာနေတဲ့တားရဲတွေလိုစောင့်ဆိုင်းနေကြပါတယ်။အဲ့ဒီအချိန်မှာ Jess နဲ့သူ့တငယ်ချင်းတွေကပိုင်ရှင်ရဲ့သမီးဆိုတဲ့အခွင့်အရေးကိုတုံးပြီးလူအုပ်ကြားကနေဆိုင်ထဲကိုခိုးဝင်သွားခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့လူအုပ်ကြီးဟာဒေါသတွေအကန့်အသတ်မရှိပောက်ကွဲပြီးဆိုင်တကားမှန်တွေကိုရိုက်ခွဲကအတင်းတိုးဝင်လာပါတော့တယ်။တယောက်ကိုတယောက်နင်းချကြပစ္စည်းလူကြရင်းနဲ့ပဲအာမန်ဒါဟာဈေးဝယ်လဲနဲ့တိုက်မိပြီးရဲရဲဆက်ဆက်တေဆုံးသွားခဲ့တယ်လို့Jess ရဲ့ရီးစားပေါ်ပြီးလဲလက်ချောင်းတွေနင်းချိခံလိုက်ရလို့သူ့ရဲ့အောင်မြင်ခါစအားကစားသမားဘဝကြီးပျက်စီးသွားခဲ့ရပါတယ်။အဲ့ဒီအဖြစ်ဆိုးကြီးဖြစ်ပြီးတစ်နှစ်အကြာမှာတော့မျိုးလေးဟာပြန်လည်အေးချမ်းသွားပြီလို့ထင်ရပေမဲ့တကယ်တော့ဒါဟာမုံတိုင်းမလာခင်ငြိမ့်သက်ခြင်းသာဖြစ်ပါတယ်။ဂျွန်ကာဘာမျက်နှာဖုံးဆွတ်ထားတဲ့လူသက်သမားတစ်ယောက်ပေါ်လာပြီးအဲ့ဒီနေ့ကအဖြစ်ပြက်မှာပါဝင်ပတ်သက်သူတွေကိုတယောက်ပြီးတယောက်စတင်တက်ဖြတ်ပါတော့တယ်။ပထမဆုံးသားကောင်ကတော့အာမန်ဒါကိုတတ်ခဲ့တဲ့လစ်စီပါပဲသူမကိုတတ်ပြီးအလောင်းကိုဈေးဝယ်စင်တာဆိုင်းပုံမှာချိတ်ဆွဲထားခဲ့တာဟာမြို့ခံတွေကိုထိတ်လန့်သွားစေပါတယ်။အဲ့ဒီနောက်မှာတော့လုံခြုံရေးဝန်ထမ်းဟောင်းတွေနဲ့ចောင်းသားလော်နီတို့လည်းရဲရဲဆက်ဆက်အသက်ခံရပါတယ်။ Jess နဲ့သူ့တငယ်ချင်းတွေစီကိုလည်းသူတို့နာမည်တွေပါတဲ့ထမင်းစပွဲပုံတွေပို့ပြီးမင်းတို့အားလုံးတေးရမယ်ဆိုတဲ့သဘောနဲ့ချင်းချောက်လာပါတယ်။ Jess ကတော့သူ့ရဲ့ရီးစားဟောင်း Ryan လားဒါမှမဟုတ်ဒဏ်ရာကြောင့်စိတ်နာနေတဲ့ Bobby လားဆိုပြီးတန်တရားတွေနဲ့ရုန်းကန်နေရပါတယ်။ဒီနေ့ကျေးဇူးတော်နေ့ချီတက်ပွဲမှာလူသက်သမားဟာဘုံခွဲတိုက်ခိုက်ပြီး Jess Thomas နဲ့စကူဘာတို့ကိုဖမ်းဆီးသွားပါတယ်။သူတို့ကိုသူ့ရဲ့လှုပ်ဝက်စခန်းကိုခေါ်သွားပြီးလူသားညစာစားပွဲတစ်ခုပြုလုပ်ပါတယ်။ကက်တလင်းကိုတက်ဖြတ်ပြီးဟင်းလျာအဖြစ်ဖုတ်လိုက်တာကိုမြင်ရတဲ့ Jess တို့အဖွဲ့ဟာတွေးပြတ်သွားကြပါတယ်။လူသက်သမားဟာအဲ့ဒီနေ့ကဗီဒီယိုရိုက်ပြီးနာမည်ကြီးအောင်လုပ်ခဲ့တဲ့ Evan ကိုလည်းသူတို့ရှေ့မှာတင်ခေါင်းကိုထုရိုက်တက်ပစ်လိုက်ပါတယ်။ Jess ကအသက်လူပြီးရုံထွက်ပြေးရင်းလမ်းမှာရဲအရာရှိ Eric ကိုတွေ့ပါတယ်။အားလုံးက Bobby ကိုလူသက်သမားလို့ထင်နေချိန်မှာ Jess က Eric ဝတ်ထားတဲ့ဖနက်ကိုသတိထားမိသွားပါတယ်။အဲ့ဒီဖနက်ဟာလူသက်သမားဝတ်ထားတဲ့ဖနက်နဲ့တပုံစံတည်းဖြစ်နေတာကိုမြင်လိုက်ရတဲ့အခိုက်အတန့်ဟာဇလန်းရဲ့အရှိန်အမြင့်ဆုံးအပိုင်းပါပဲ။တကယ်လူသက်သမားဟာရဲအရာရှိ Eric ကိုယ်တိုင်ပါပဲ။သူဟာသူ့ရဲ့ချစ်လှစွာသောဇနီးအာမန်ဒါကိုဆုံးရှုံးခဲ့ရတဲ့အတွက်သောမတ်ရဲ့လောဘနဲ့ဆိုင်ကလူတွေရဲ့ရက်စက်မှုကိုလက်စားချေဖို့ဒီအစီအစဉ်ကြီးကိုလုပ်ခဲ့တာပါ။သူက Bobby ကိုအပြစ်ပုံချဖို့ကြိုးစားခဲ့ပေမဲ့ Jess ကအခြေအနေကိုဆောက်ရှုံးမိရပုံမှာဝက်လွှင့်ပြီးအမှန်တရားကိုဖွင့်ချလိုက်ပါတယ်။ Eric ကဒေါသတကြီးနဲ့ Jess ကိုတတ်ဖို့ကြိုးစားပေမဲ့ Jess ကပိုပြီးပါနှက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ကြီးမားတဲ့ဘောလုံးကြီးကိုတနက်နဲ့ပစ်ဖောက်ပြီးပောက်ကွဲမှုဖြစ်အောင်လုပ်လိုက်တာကြောင့် Eric ဟာမိတောက်တွေကြားမှာနှီးကုန်းချုပ်သွားခဲ့ပါတယ်။ Jess နဲ့ Bobby တို့လွတ်မြောက်သွားခဲ့ပေမဲ့ဇလန်းအဆုံးမှာတော့ Jess ဟာအိမ်ပြန်ရောက်တဲ့အခါမှာတော့မျက်နှာဖုံးစွပ်လူသက်သမားရဲ့ခြောက်လန့်မှုတွေကိုအိမ်မက်ဆိုးလို့မြင်နေရဆဲဖြစ်ပါတယ်။ဒါဟာအန်ဒီရယ်တွေကုန်ဆုံးသွားပြီဆိုပေမဲ့စိတ်တန်ရာတွေကတော့ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ဘူးဆိုတာကိုပြသရင်းဇလန်းပြီးဆုံးသွားပါတော့